Facebook မှာ follower 1000ပြည့်မှာ CM ဆက်တက်ရမယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာလူတော်တော်များများ follower 1000ရဖို့အတွက်အသေးအတန်ရှာဖွေနေကြပါတယ်။ဟုတ်ပါတယ်။အားလုံးပဲဒီချိန်မှာလူညီမရမှာပါ။ဒါကြောင့်မို့လို့လဲကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးလိုက်ရခြင်းပဲဖြစ်ပါတယ်။အဲဒီတော့အချင်းချင်းရိုင်းမင်းကူညီကြပါလို့ပြောချင်ပါတယ်။အဲဒီတော့သူများကကိုကို follow လာလုပ်ပြီးဆိုရင်ကိုကလည်းပြန်ပြီးတော့ follow လုပ်ပေးသင့်ပါတယ်။တချို့ကြတော့လည်း notification တက်တာနဲ့ပြန်ပြီးတော့ကူညီပါတယ်တချို့ကြတော့လည်းမကူညီဘူးပေါ့နော်ကိုပဲလိုချင်တာမျိုးလည်းရှိပါတယ်တချို့ကြတော့လည်းကူညီခြင်းနဲ့ဒါပေမဲ့လူတွေကအရန်များတဲ့အခါမှာ notification မှာလာမပေါ်ဘူးပေါ့နော်အဲ့လိုကြလို့ရှိရင်ဘယ်လိုပြန်ပြီးတော့ကူညီပေးလို့ရလဲဆိုတဲ့အကြောင်းလေးကိုဝေမျှပေးပါမယ်ကျွန်တော်တို့ကိုယ့်ရဲ့ wall ထဲကိုဝင်ကြည့်လိုက်ပါဝင်ပြီဆိုရင်ကိုယ့်ရဲ့ profile picture ပြီးလို့ရှိရင်ကိုယ့်ရဲ့ page name သို့မဟုတ် account name ရဲ့အောက်နားလေးမှာ follower following ဆိုပြီးတော့ပုံထဲမှာပြထားတဲ့အတိုင်းနှစ်ခုပေါ်နေပါလိမ့်မယ်အဲ့လိုဆိုရင် follower ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကိုကအကုန်လုံးကို follow လုပ်ထားရဆိုရင်တော့ဒီလိုမျိုးအပြာရောင်လေးတွေပေါ်နေမှာမဟုတ်ဘူးပေါ့နော်သူများကကိုကိုလာပြီးတော့ follow လုပ်တယ်ဒါပေမဲ့ကိုကပြန်ပြီးတော့ follow ပြန်မလုပ်မိဘူးဆိုရင်တော့ဒီပုံထဲမှာပြထားတဲ့အတိုင်းအပြာရောင်လေးတွေပေါ်နေပါလိမ့်မယ်အဲ့ကြရင်အဲ့ဒီအပြာရောင်လေးတွေကိုနှိပ်ပေးလိုက်ပါကျွန်တော်ဆိုဒီမှာနှစ်ခုရှိနေတယ်ပေါ့နော်ကျွန်တော်လည်းသတိမထားမိလိုက်လို့အဲ့လိုနှစ်ခုကြံသွားခြင်းမှာကျွန်တော်ချက်ချင်းပြန်လုပ်ပေးလိုက်ပါတယ်အဲ့လိုအချင်းချင်းရိုင်းမင်းကူညီမှရမှာပါအဲ့တော့အားလုံးပဲ follower ရဖို့အတွက်ဘယ်လိုတွေစူးစမ်းနေလဲဒီဗီဒီယိုလေးကိုမကြည့်ခင်မှာရောဒီလိုမျိုးပြန်ပြီးတော့လုပ်ပြီးတော့ကူညီပေးဘူးလားဆိုတာကို comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ် bye bye